AI IGCSE မှာ EFL လား ESL လားဘယ်ဟာကိုရွေးချယ်တာကပို့ပြီးတော့ effective ဖြစ်မလဲဒီလိုချိန်ရောက်လာပြီဆိုလို့ရှိရင်ကျောင်းသားတွေကိုမိဘတွေရောအရင်မေးကြတယ်တခြား ESL ရွေးတင်လား EFL ရွေးတင်လားဘာကိုရွေးရမလဲပေါ့နော်ဆိုတော့တခြားကတော့ကျောင်းသားတွေရဲ့အခြေအနေနဲ့ကိုနောက်ပိုင်းမှာဆက်သွားမယ်ဒီ University မှာကိုရွေးချယ်မယ် University ကိုရွေးချယ်မယ်မိကြပုံမူတည်ပြီးတော့ချက်ကအများနဲ့အကြံပေးလေးရှိတယ်English ရဲ့ second language ဖြစ်တဲ့ ESL မှာကကျတော့ကဘလို့ကလေးတွေအတွက်အဓိကထားပြီးတော့ရွေးချယ်ခိုင်းလဲဆိုလို့ရှိရင် B1 B2 လောက်ပဲရှိတဲ့ကလေးတွေပေါ့နော်။တနည်းအားဖြင့် academic writing ကိုပိုင်နိုင်မရေးတတ်သေးတဲ့ကလေးတွေ listening အဆင်ပြေတယ် speaking အဆင်ပြေဒါပေမဲ့ teacher ရဲ့ academic writing ကိုတော့တားကတော့တမိကတော့ပိုင်နိုင်မရေးနိုင်သေးပါဘူး။နောက်က reading တွေပါတယ် literature တွေနဲ့ပတ်သက်ပြီးမလေ့လာခြင်းသေးဘူး။ Okay ဒါဆိုလို့ရှိရင် teacher က ESL ကိုရေးဖို့အတွက် recommend ပေးလေးရှိတယ်။ဒါပေမဲ့တားရဲ့ level တမိရဲ့ level ကတော့ teacher C1 လောက်ရောက်နေပြီ advance ဖြစ်နေပြီ။ Okay ချာတားကလည်းဒီပေါ့နော် literature နဲ့ပတ်သက်တဲ့အားတွေကိုကဖတ်ရတာစိတ်ဝင်စားတယ် novel တွေဘာတွေတော့ဖတ်ရတာအရင်စိတ်ဝင်စားတယ်ကျောင်းသားသူတယောက်လည်းဖြစ်နေမယ်ဆိုလို့ရှိရင် academic writing ကိုလည်းပိုင်နိုင်ရေးတက်နေမယ်ဆိုလို့ရှိရင်ကျန်တဲ့ဒီ writer suggestion ဘာညာကျတော့ဒီပေါ့နော် literature ဘိုင်းကိုသိချလေ့လာခိုင်းပြီးလို့ရှိရင် EFL ကိုရွေးချယ်လို့တင်တဲ့ဒီကလေးဟာဆိုလို့ရှိရင်ပေါ့နော်ဆိုတော့ကိုရွေးချယ်မဲ့ university ရဲ့ဒီ university ကဒါထဲမှာဖြစ်မှ teacher ရေးဒါပေမဲ့တမီးကတော့ B1 လောက်ပဲရှိသေးတယ် EFL ကိုတက်လို့ရလားဆိုတာမျိုးကိုတော့ teacher ကတိတ်ပြီးတော့ recommend ပေးလို့မရှိဘူးကိုသားသမီးကိုတိုင်ရဲ့ပေါ့နော်ဒီ level ကိုလည်းအရင်ကြည့်ရသေးတယ်ဘယ်လိုဟာမျိုးကိုကပို့ပြီးတော့အားတာတာလေဒီပုံမူတည်ပြီးတော့ရွေးဖို့တက်ကိုအများတန်းအားဖြင့် recommend လုပ်လေးရှိပါတယ်ကိုဟာတော့မဟုတ်ကိုသားသမီးဟာ academic ပိုင်နိုင်လား okay EFL ကိုရေးပါအဲ့လိုမဟုတ်ဘူး practical English ကိုတကယ်ပိုင်နိုင်တဲ့ကြားသားသူလားဒါဆိုလို့ရှိရင်ချက်က ESL ကိုရေးဖို့အတွက်ပို့ပြီးတော့ recommend ပေးတယ်reading writing မှာ novel လိုမျိုး literature လိုမျိုးအရန်ကြီးကိုစိတ်ဝင်စားကြားသားသူဆိုလို့ရှိရင်တော့ EFL ကိုရွေးတင်ပြီးတော့အဲ့လိုမဟုတ်ဘူး teacher listening mind speaking mind ကျန်တဲ့ပေါ့နော်ဒီ guide လုပ်ပေးထားတဲ့ writing တွေကိုတိတိကျကျရေးနိုင်တယ်ဆိုလို့ရှိရင်တော့ teacher က ESL ကို recommend ပေးပါတယ်တနည်းအားဖြင့် B1 B2 လောက်ရှိတဲ့ကျောင်းသားသူတွေဟာဆိုလို့ရှိရင်တော့ ESL ဘိုင်းကိုရွေးချယ်တင်ပြီးတော့ပေါ့နော် B2 above or C1 လောက်ရှိတဲ့ writing ကိုတိကျပိုင်နိုင်တဲ့ကျောင်းသားသူတွေအတွက်ကတော့ EFL ကိုရွေးချယ်တင်တယ်လို့ထင်ရလို့ထင်ပါတယ်